ကျမဟာနတ်ပုံမှာနတ်ဖျားဖောင်းဆိုရဲ့ကြီးညိုမှုကိုခံခဲ့ရတဲ့လီကွမ်းပါ။ဒါပေမဲ့အခုတော့မိုးယုံနေတဲ့ထင်းကိုယ်တော်ထဲမှာကွကွလေးပေါအောင်နေနေစားချင်းစားကြံတွေကိုစားပြီးတက်ဆက်နေရပါတယ်။လူလောကရဲ့ဆင်းရဲဒုက္ခတွေကိုခံစားနေရတာဟာကျမချစ်စေချစ်ကြံနေအဟံတားဖြစ်ပြီးအစစ်မတက်နိုင်လို့ပါ။ရွှေစင်းကဒါကိုမြင်တော့ကျမကိုလူလောကမှာကြင်ကြံမှုဆေးလွတ်လိုက်တာပါ။ကျမမွေးဖွားတဲ့ညမှာပဲတိုင်းကိုရှိကဇီဝကျဲမင်းဖြစ်နေတတ်မှတ်ခဲ့တယ်။ဝန်တီကနောက်နေမှာဝင်းကြီးချုပ်အိမ်တော်ကိုရောက်လာပြီးကျမကိုမွေးစားသမီးတော်အဖြစ်တော်ကောက်ကပူရှင်းမင်းသမီးဘွဲ့ကိုအန်နေခဲ့တယ်။အဲဒီနောက်နှစ်ရှည်လာများစွာမိုးခေါင်တဲ့အတိုင်းပြည်ဟာရာသီဥတုတာယာဝပြောပြီးအေးချမ်းသွားခဲ့တယ်။ဒါပေမဲ့သူတို့လုံးဝမသိတာဟာဒါတွေအားလုံးဟာကျမကကိုယ့်ရဲ့တက်တန်းကိုယဉ်ပြီးနှက်ဆွမ်းရတွေကိုအတင်းအဓမ္မအသုံးပြုခဲ့တဲ့ရလဒ်ဆိုတာပါပဲ။ရေရှင်သခင်ဖြစ်တဲ့ကျမရဲ့စင့်ခေါ်မှုကြောင့်ရဲနာမိုးတွေပြည့်ရွာသွန်းလာခဲ့တယ်။မိုးမြော်ရတာနှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့လူတွေဟာဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါငိုကြွေးကြပြီးလုံးရင်းနဲ့ရှိလာတဲ့ယုံကြည်ကိုးကွယ်မှုစွမ်းတွေဟာကျမရဲ့ခန္ဓာကိုယ်ထဲကိုစီးဝင်လာတယ်။အဲဒီချိန်ကစပြီးပြည်သူတွေဟာကျမအတွက်နှက်ကုန်းများစွာကိုတိစောက်ပေးခဲ့ကြပြီးနေ့တိုင်းလည်းပူဇော်တက္ကရာအစွမ်းတွေကိုကျမစီကိုအပြတ်တမ်းစီးဝင်လာခဲ့ပါတယ်။ဒါတွေကကျမရဲ့အခြေခံရိုးစစ်တွေကိုပြုစုပြောထောင်ပေးခဲ့သလိုအကိုတွေကလည်းကျမရဲ့ကံကောင်းခြင်းနာမည်လေးဆိုတဲ့ဂုဏ်ပုဒ်ကြောင့်ကျမကိုလိုလိုက်ချင်ခဲ့ကြပါတယ်။ကျမလည်းဒီဘဝရဲ့ကြွချမ်းမှုကြီးဟာဒီတိုင်းပဲပြီးဆုံးသွားမယ်လို့ထင်ခဲ့မိတာ။ဒါပေမဲ့ဒီနေ့မှာတော့ဖူချင်းကပြင်မှာရှိနေတဲ့သူ့ရဲ့တရားမဝင်သမီးဟော့ချိန်ကိုခေါ်ဆောင်လာခဲ့ပြီးသူကလူတိုင်းရဲ့ရှေ့မှာဟော့ချိန်ကသာသူ့ရဲ့သမီးရင်းဖြစ်ဖြစ်ကြောင်းကြေညာလိုက်ပါတော့တယ်။အစစ်အမှန်ကန်လူရှင်ဟာလူတိုင်းအတွက်ဟော့ချိန်ကသာငါရဲ့သွေးသားရင်းချသမီးဖြစ်ပြီးသူကသာအစစ်အမှန်ကန်လူရှင်ပဲ။ဖူရှင်ဘာတွေပြောနေရလဲ။ဒါဆိုရင်ကျမကဘာလုပ်လဲ။နင်ကတော့မင်းမယုတ်တယောက်ခိုးလဲထားခဲ့တယ်။နေကြတဲ့တာမန်လူတန်းစားရဲ့သမီးပဲဟော့ချိန်ရဲ့16နှစ်တာဘွားကိုခိုးယူခဲ့တဲ့တခုံးမှာတကယ်ကန်လူရှင်ကတော့ဟော့ချိန်မင်းသမီးလေးဖြစ်နေခဲ့တာပါပဲဒီသတင်းကိုဖူချင်းကရွေချက်ရှိရှိနဲ့ဖြန့်ဝေလိုက်တဲ့နောက်မှာတော့ဒီပြည်လုံးကလူတိုင်းဟာယုံကြည်သွားကြတာကတော့သူဟာအစစ်အမှန်လီကွမ်းဆိုတာပါပဲခဏချင်းတွင်းမှာပဲကျမဟာတနိုင်ငံလုံးကလူတွေဝိုင်းရိုက်ဖို့ချောင်းနေကြတယ်လမ်းဘေးကကြွက်တကောင်ဖြစ်သွားခဲ့ပါတယ်အခုကတော့ကျမဘောမကျင်တာတော့ပါဘူးနင်ကဟော့ချင်းရဲ့စနစ်တာကို6တစ်တာစီစဉ်ကုန်သေးတွေကတော့အားရကျဉ်းတဲ့ဆရာကောင်းလာပါပြီကျမကိုထာဝရချစ်ပါမယ်လို့ကလီပေးခဲ့ဘူးတဲ့ကျမ်းပိတ်ဝင်အရှင်မင်းသားတော်မှပြောင်းလဲသွားခဲ့ပါပြီ။သူ့ရဲ့ဇနီးတလေးဟာဒီလောက်တောင်သဘောကောင်းနေတာမင်းလိုရုပ်ချမ်းတဲ့သူဟာနောက်ထပ်မနှိမ့်ဆက်နေတော့ပြီးတော့တစ်ချိန်ကကျမကိုမွေသမီးဖြစ်နေမွေးစားခဲ့တဲ့ဝမ်တီကလည်းကျမပေါ်အမိတ်တော်ထုတ်ပြန်ခဲ့ပါတယ်။ကိုချင်းတရားပြပြပြီးဘေးရန်တွေကိုဆောင်ကျင်းသူမို့ဒီနေရာနဲ့မထိုက်တန်တော့ဘူး။ဒီနေ့ကစားပြီးဘွယ်လူကုန်လူတွေကိုရုပ်သိမ်းကချာသမန်းကေဟာမှာ16နှစ်တိုင်အကျဉ်းကြစေ။လက်ရှိခဲ့တဲ့မျက်နှာသာပေးမှုတွေဟာအပေါ်ရဲ့အိမ်မက်တက်ပါပဲ။မင်းရဲ့လူပြည်ကစမ်းသပ်ပွဲကတော့ကြာရှုံးသွားခဲ့ပြီလီကွမ်ဒါပေမဲ့အဲ့ဒါကကျမလီကွမ်ရဲ့လူပြည်စင်သက်စဉ်ကအသွင်ပြင်တစ်ခုသာဖြစ်တယ်ကျမရဲ့ကိုယ်ပိုင်အစ်စ်မှန်ကတော့နဝများမြောက်ကောင်းကင်ဘုံမှာတိုင်းနိုင်ငံတစ်ခုလုံးကိုအစိုးရတဲ့အရှင်သခင်ပဲနေတော်မြစ်တော်ဖြစ်ခဲ့ရတဲ့နတ်ဖျားမဟာအခုဆိုရင်ဒီလူသားခန္ဓာကိုယ်ကိုစွန့်လွတ်ပြီးနတ်ဖျားနေရာကိုပြန်သွားခြင်းပြီလားစီစဉ်ခဏလောက်ထပ်ဆောင်အောင်မယ်ငါကိုယ်တိုင်မျက်ဝါးထင်ထင်ကြည့်ကျင်သေးတယ်ငါမရှိတော့တဲ့နောက်မှာသူတို့တွေရှင်သန်ရက်တည်ဖို့မိခိုနေရတယ်ဒီကံကြမ္မာကောင်းတွေဟာဘယ်လောက်ထိကြာရှည်ကြအောင်မလဲဆိုတာကိုဒီကျေးဇူးကမ်းလာတဲ့လူလောကကြီးဟာဘလို့ပုံစံနဲ့သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ဖြတ်သုံးခြင်းစီကိုတလန်းချင်းစီဥတီသွားမလဲဆိုတာကိုပေါ့အဲ့ဒီဘက်မှာလည်းမင်းပြောဖို့တူလိုပါပဲဖို့ချင်းရဲ့မင်းကအမတ်ဝမ်တီကိုနားချပေးပါအောင်အဲ့တုန်းကသူလည်းဘာမှမသိခဲ့လို့ပါတပင်တက်တဲ့ကျမရဲ့ကံကောင်းခြင်းကိုပုတ်ကိုလူယူခဲ့တာမဟုတ်ပါဘူးချင်းအားမင်းသူတက်ထပ်ပြီးတော့ရှင်းနေမလိုက်ပေးပါနဲ့တော့တကယ်တော့အစီကံတယောက်ရဲ့သမီးဟာလူယူပြီးတော့မင်းရဲ့16နှစ်စာကံကောင်းခြင်းတွေကိုခံစား권ရခဲ့တာဟာကြီးမားတဲ့ကံကောင်းမှုကြီးပါပဲအခုတော့သူဒါအတွက်ပြန်ပေးဆက်ရတော့မယ်အပြည့်အတွေ့အတွက်ပေးဆက်ပြီးသွားပြီရှင်သခင်မလေးကနောက်နောက်အတွက်ပြောလိုက်တာဟာခင်မုန်းပေါ်မှာပဲမေတ္တာရှိတော့မယ်တဲ့ဒါပေမဲ့စုံတယောက်ကရန်သူမင်းလီကွမ်းသူကိုအဲ့လိုဝေးလံတဲ့နေရာမှာပဲတစ်သက်လုံးနေပါစီတော့အဲ့နေရာကိုဘေးဆောင်လို့ခေါ်ပေမဲ့တကယ်လက်တွေမှာတော့ဒါဟာမိုးယိုနေတဲ့တင်းကိုယ်တော်တစ်ခုပါပဲငါရဲ့ရင်ထဲမှာတော့နောက်ဆုံးမှမချိမဆက်ဝမ်းနည်းမှုတွေခံစားလိုက်ရပါပြီမြန်တစ်ခုခုစားလိုက်ပါဦးမင်းမကြောက်ဘူးလားငါကြောင့်မင်းပါနာမည်ပြက်ပြီးဒုက္ခရောက်မှာကိုလေဒီကျမရဲ့တက်ကမင်းသမီးလေးကယ်တင်ပေးခဲ့တာမလို့ကျမမကြောက်ပါဘူးဒါပေမဲ့မင်းသမီးလေးအပြင်မှာတော့ကောလာဟာတွေပြတ်နေတာကမင်းသမီးလေးကသာတကယ်ကိုကံကောင်းခြင်းတွေကိုယူဆောင်လာပေးတဲ့နမင်းကြီးလို့ပြောနေကြတယ်
မင်းကဘေးဒုက္ခတွေတက်ဆောင်လာမယ်လို့ယုံနေတာလားလူတွေအကုန်လုံးကသူတို့ပြောတာကိုယုံနေကြပြီသူတို့တွေကအိမ်တော်ရှိမှဆူယုံပြီးမင်းသမီးကိုကောင်းကင်ဘုံစီပူဇော်ဖို့တောင်းဆိုနေကြတယ်ကျမလုံးဝလူတို့တွေငါ့ဘော်ဒီလောက်ထိရက်စက်ကြလိမ့်မယ်လို့တွေးမိရင်ငါ့ကိုအမြဲတစေစောင့်ကြည့်နေခဲ့တယ်ငါရဲ့ရှီစင်းကလည်းမအောင်နိုင်တော့ဘဲနဲ့နှောက်ရလာခဲ့ပါတယ်လီကွမ်မင်းလည်းပဲတေချာကြည့်ထားလိုက်စမ်းမင်းရဲ့စီကားလာတဲ့နယ်ပယ်တွေလုံးဝပျက်စီးပြောက်ကွယ်သွားမယ့်နေ့ဟာဆရာဖြစ်သူငါကမင်းအတွက်တရားမျှတမှုရှာဖွေပေးပြီးကောင်းကင်ဘုံရဲ့အပြစ်ဒဏ်တွေကြောက်ရောက်လာမယ့်အချိန်ပဲဖြစ်လိမ့်မယ်နောက်ထပ်ကုံလုံးပဲရက်တွေမှာတော့ဖန်မင်းကပဲနေ့တိုင်းခိုးချောင်ကိုဝတ်နဲ့စားချင်းစားကြံလေးတွေလာပေးပြီးငါရဲ့အသက်ကိုဆက်ပေးထားခဲ့ပါတယ်သူအားဆိုရင်လည်းကြိုးစားခဲ့ပါသေးတယ်နန်းတွင်စေးတိုင်မှာစေးသွားတောင်းဝင်မဲ့လဲရေရဲဆက်ဆက်အမောင်းထုတ်ခံခဲ့ရပါတယ်မိစ္ဆာနဲ့ဘုရားကိုပြုစုတာဟာဟုတ်တယ်တွင်ကိုတူးတာပဲလို့ပြောကြပါတယ်အောင်နှံဆုပ်ပြတ်နေတဲ့ပရင်းပေါက်ကနေတစ်ဆင့်ငါမြင်နေရတာတော့အရင်တုန်းကငါ့ရဲ့နှဆန်းအရေနဲ့မြဲတဲ့တာယာကြီးနဲ့ဆုပ်ပြနေခဲ့တဲ့ကောင်းကင်ကြီးဟာတဖြည်းဖြည်းနဲ့ပိုင်းညွတ်အုပ်ဆိုင်လာခဲ့ပြီးလေတူထဲမှာရှိတဲ့ဝိညာဉ်စွမ်းရည်တွေကလည်းနှုံညံ့တိမ်ဝင်မနေတော့ပါဘူးမငြိမ်မသက်မှုတွေစတင်အုံကြွလာပြီးကျွန်တော်ခန္ဓာကိုယ်ထဲကယုံကြည်ခြင်းစွမ်းအားတွေဟာလေလူတွေကမကုန်းကွယ်တော့တဲ့အတွက်လင်းမြန်စွာဆွတ်ရုပ်ပြောက်ကွယ်သွားခဲ့ပါတယ်နောက်ဆုံးတော့အဲ့ဒီနေ့မှာထင်းတဲ့တကဟာကျန်းတန်းစွာပွင့်ထွက်သွားပြီးလူအောင်ကြီးဝိုင်းကိုတိုးဝင်လာကကျွန်တော်ကိုကောင်းကင်ဘုံစီရစ်ပူစော်ကိုခေါ်ဆောင်သွားကြပါတယ်သူ့ကိုမီရှိုတက်လိုက်ဒါမှကောင်းကင်ဘုံရဲ့အမျက်ဒေါသပြေမှာကျွန်တော်ဟာရုပ်တရုပ်လိုပါပဲသူတို့ရဲ့ဆက်ခွေရနောက်ကိုပါသွားခဲ့ရပါတယ်မလွတ်နဲ့သခင်မလေးဖဲဆန်းဒီကွဲရဲ့လက်ပြမှုကိုမခံနဲ့ကျွန်တော်ဟာတလန်းလုံးတိုးတိုးခံရရင်နဲ့လမ်းမလေးကိုပေါသွားခဲ့ပါတယ်အဲ့ဒီနေရာဟာကျွန်တော်16နှစ်တိုင်ကာဝယ်ဆောက်ချောက်ခဲ့တဲ့လူတွေဟာကျွန်တော်ကိုဂျေဇုဆက်ဖို့တိဆောက်ထားတဲ့တက်ကွင်းတစ်ခုပါပဲ